ပီနန်ရေးချုပ်ဆက်တွေအခုမှစသုံးတဲ့မိတ်ဆွေတွေကြုံရလေးရှိတဲ့အဲ့ဒါလေးတွေအကြောင်းပြောပြပေးသွားမယ်ဗီဒီယိုလေးပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါဗျ။ Bridge Take Up ပေါင်းကူရာ channel မှာကြိုဆိုလိုက်ပါတယ်။မိတ်ဆွေတို့စက်ပစ္စည်းတွေဝယ်ယူရမှာတောင်းတနေရာကနေအကျိုးရှိစေမဲ့ဗဟုသုတလေးတွေကိုစီစဉ်တင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ဗျ။ဒီနေ့ဗီဒီယိုလေးကတော့ပီနန်ရေးချုပ်ဆက်တွေအခုမှစသုံးတဲ့မိတ်ဆွေများအတွက်အချီလုံးကုန်သွားရင်ပြန်တက်ရတဲ့နီလန်အချီကအမှတက်လျက်မရှိတော့လို့ပြတ်ထွက်သွားတဲ့အချိန်မှာချုပ်ချောင်းလေးတွေပေါ်အောင်ဘယ်လိုလုပ်ရမလဲမသိတဲ့မိတ်ဆွေတွေအချီကျိုးကိုအမှတက်ပုံတက်နည်းတွေအကြောင်းကိုပြောပြပေးသွားမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှိမှလည်းပီနန်ရေးချုပ်ဆက်တွေအကြောင်းအသေးစိတ်တင်ပေးထားတဲ့ဗီဒီယိုလေးလည်းရှိပါသေးတယ်ဆိုတော့အချီလုံးကုန်ရင်အချီလုံးအသက်ဘယ်လိုတက်ရမလဲဆိုတဲ့နည်းလေးကိုပြပေးသွားမှာပဲဖြစ်ပါတယ်အိတ်ချုံဆက်ရဲ့အချီလုံးတွေဆိုတာအလဲမှာအခေါင်ပေါက်တစ်ခုပါတဲ့ပူတိုင်းမှာချီမြင်တွေရစ်ပတ်ထားတဲ့အလုံးမှာဆက်မှာကအချီလုံးရဲ့အလဲဦးတိုင်းလေးကိုနတ်တိုင်မှာတက်ပြီးအပေါ်ထိပ်မှာနတ်နဲ့ထိန်းကျပ်ထားတဲ့နေရာလေးရှိပါတယ်အဲ့ဒီအပေါ်ကနတ်ကလေးကိုဖြုတ်လိုက်တာနဲ့ဦးတိုင်းလေးကအဆွဲဖြုတ်လို့ရပါပြီပြီးရင်အချီလုံးအသေးကိုတက်ပြီးနတ်ကလေးကျလိုက်အောင်ပါပဲဒါဆိုရင်တော့အချီလုံးဖြုတ်တာတက်တာတော့ပြီးသွားပါပြီအချီစားလေးကိုဆက်မှာအစင်းစင်းတက်ရတဲ့နည်းလေးကိုဗီဒီယိုမှာပြပေးထားပါတယ်ဗျအပေါက်မှာအချီတက်ဖို့အကဆက်အတွင်းနဲ့ဝင်နေတယ်ဆိုရင်ဆက်ရဲ့အနောက်ဘက်မှာအကိုအတင်ချလုပ်ပြီးတဲ့နက်ကလေးတစ်ခုရှိပါတယ်နက်ကလေးကိုလှည့်ပြီးကိုလိုချင်တဲ့အနေထားတိုင်းအကိုနေရာချလို့ရပါတယ်ဗျအမှအချီတက်မယ်ဆိုရင်တော့ဆက်ရဲ့အပြင်ဘက်ကနေအတွင်းဘက်လာရအတိုင်းအပေါက်ထဲအချီတက်ရမှာဖြစ်ပါတယ်ပြီးမှအချီစားလေးကိုတန်လန်းချပြီးအိတ်ကိုချုပ်လိုက်တာနဲ့ချုပ်ချောင်းအော်တိုပေါ်ပြီးချုပ်လို့ရပြီပဲဖြစ်ပါတယ်ဗျဒီချက်လေးတွေကတော့အရန်ကိုလည်းကိုရွေးရှင်းပါတယ်ဒါပေမဲ့အိတ်ချုံစားတွေနဲ့မရင်းနှီးတဲ့သူတွေအခုမှစသုံးတဲ့သူတွေအတွက်ကတော့စမ်းတွားဝါဖြစ်ကြစမြဲမို့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဗျဒီနေ့စီစဉ်တင်ဆက်ပေးသွားတဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသုံးဝင်စေမယ်လို့မျှော်လင့်မိပါတယ်မိတ်ဆွေတို့စက်ပစ္စည်းတွေဝယ်ယူရမှာတောင်းတနေရာကနေအကျိုးဖြစ်စေမယ့်ဗဟုသုတလေးတွေကိုအပတ်စဉ်စီစဉ်တင်ဆက်ပေးမှာမို့စိတ်ဝင်စားရဲဆိုရင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ဗျအခုလိုဗီဒီယိုဆုံးဖြတ်ကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျ